Hello အားလုံးပဲမင်္ဂလာပါစပီနွေ channel ကနေမျိုးကြိုဆိုပါရစေဒီတစ်ခေါက်မှာတော့အရှိတောင်အာရှနိုင်ငံမှာစုတက်စိတ်များစွာစုခုရရှိထားတဲ့ banana leaf ဆိုတဲ့ flavor နိုင်ငံကစားတောက်ဆိုင်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့နားဆင်ကြပါဦးရှင်။ banana leaf ဆိုတဲ့ flavor နိုင်ငံကစားတောက်ဆိုင်ဟာမလေးရှားစင်ကာပူထိုင်းအိန္ဒိယဗီယက်နမ်နဲ့အင်ဒိုနီးရှားနိုင်ငံတွေရဲ့ခင်ဗျစမ်းတဲ့အရာဓာတ်တွေနဲ့ဖလာဘာနိုင်ငံသားတွေကိုပထမဆုံးမိတ်ဆက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။2001ခုနှစ်ဩဂတ်စ်လ10ရက်နေ့မှာ Great Bus 1မှာပထမဆုံးဆိုင်ခွဲကိုစတင်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။မူလကဟောင်ကောင်အခြေစိုက် franchise စားတောက်ဆိုင်တစ်ဆိုင်ဖြစ်တော်လဲပဲယခုခါမှာတော့ဖလာဘာနိုင်ငံတနိုင်ငံလုံးတိုင်းတာနဲ့ဆိုင်ခွဲပေါင်းများစွာဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဆိုင်ရာဟင်းညာတွေမှာသက်ဆိုင်ရာနိုင်ငံတွေကနေဓာတ်ရိုက်တင်သွင်းတဲ့စစ်မှန်တဲ့ပါဝင်ပစ္စည်းတွေကိုအသုံးပြုထားပြီးနိုင်ငံတကာအဆင့်ပြီး Master Chef အမည်ကြီးကိုယ်တိုင်ဖန်တီးချက်ပြုတ်ထားတာဖြစ်ပါတယ်။စစ်မှန်ပြီးခေတ်ပေါ်အရှေ့တောင်အာရှစတိုင်စားစာတွေကိုရေရှက်စွာတုံးဆောင်ခြင်းနဲ့ဆိုရင်တော့banana leaf စားတောက်ဆိုင်တတ်တာမရှိနိုင်ပါဘူးရှင်။အဲ့ဒီဆိုင်မှာကျွန်တော်တို့အကြိုက်ဆုံးကတော့ဘူတီချာနိုင်ပါပဲအပြင်သားကချွတ်ချွတ်ရွရွလေးနဲ့အထက်ကတော့လူညံ့အီးစက်နေတဲ့အိန္ဒိယပလာတာအကြီးစားဖြစ်ပြီးတော့ကာရီဟေးရည်နဲ့တွဲဖက်ပြီးစားတောက်လိုက်မယ်ဆိုရင်တော့တကယ်ကိုရှယ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ banana leaf ကိုရှောင်းနေပြီးအဝစားဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်ဘာမှရင်ကောင်းမဲစွာစဉ်းစားမယ်ဒီနေ့ရိုတီချာနိုင်အရတာဘယ်လိုလဲညီလေးအများရန်လိုပဲရှယ်ပဲဗျာကျွန်တော်လည်းဒီကိုမရောက်တာကြာပြီအခုဒီကအစားတောက်တရားကောင်းတော့မဲနော်လက်ဆန္ဒကတော့ကျွန်တော်လိုပဲထမင်းဟင်းတွေကိုသဘောကျနေရလေကျွန်တော်မနူးထဲမှာတခုတွေ့သွားပြီပေါ်မီလိုစလက်ကတော့ဒီစားတောက်ဆိုင်မှာနာမည်အကြီးဆုံးပါပဲဗီယက်နမ်ကော်ပြန်လိတ် Vietnamese fresh spring rollsကြက်သားစာတေ chicken စာတေပန်တန်ကြက်သားထုံပန်တန် chicken နောက်ထပ်ဘာမှရင်ကောင်းလဲ cans of pandan refuse vegetable samosas အဲ့ဒါဟင်းသီးရွက်တဲ့ထုတ်ပြီးလုပ်ထားတဲ့ samosa ဖြစ်ပါတယ် brown roast လို့ခေါ်တဲ့ပစုံမုတ်ကင်ဒီပြင်ဒီစားတောက်ဆိုင်မှာဆန်းဆန်းပြပြဟင်းညာတွေလည်းရနိုင်ပါတယ်နာစီနီမက်ကတော့ထမင်းနဲ့ကြက်သားကြော်နဲ့ဒီထဲတွေလည်းပါတယ်စားတောက်တွေဖြစ်ပါတယ်ဒီပြင် single style ရုပ်သီးစောနဲ့ဖြတ်ထားတဲ့ကမာကောက်New Zealand ရောက်သွားဆော့ချက် stir fry New Zealand massesနောက်ပြီးဘာမှမလဲဆိုတာကြည့်လိုက်ကျွန်တော်ဘာမှရေကောင်းနေစMalaysia style ပစိုးအုံးတို့ကာရီ Malaysian brown coconut curry ဒီရောက်ကောင်းတဲ့ပစိုးချက် black pepper prawns ဟင်းသီးရွက်နဲ့တက်ဆိုင်တာပြည့်ပြည့်သွားပြီ Malaysia style အရွက်ကြော်အဲ့ဒါပါမှမယ်ခင်းနေပြီးသွားပြီဆိုရင်တော့ထမင်းနဲ့ပတ်သက်တာမှာဒီနန်းထမင်းကြော်ဒီနန်း fried rice ဒါစီကိုရင်းနဲ့မာပြီးပြီနော်ဟုတ်ပြီအခုချာကွေ့တီကိုလည်းဒီဇိုင်းကအကောင်းဆုံးပဲပြီးတော့ရက်ခောက်ဆွဲကြော်အဲ့ဒါဆိုရင်လုံလောက်ပြီဒီမီနူးထဲမှာလည်းတောက်စရာတွေအမျိုးစုံရှိပါတယ်ဒီပြင်ကော်ဖီပူပူလေးလည်းဒီဇိုင်းကအကောင်းဆုံးပဲ
ဒါကြောင့်မနူးထဲမှာရတာရှိတဲ့ဟင်းညာတွေအများကြီးရှိလို့အကုန်လုံးလိုက်ပါချစ်စရာကောင်းပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တနင်္ဂနွေတရက်အပန်းဖြေခရီးဖြစ် Fairman Makati Hotel ကိုတောင်းနေကြပါတယ် Fairman Makati ဆိုတာကမဒီနာမြို့ရဲ့အခုစီးပွားရေးဆောင်ထဲမှာတည်ရှိပြီးချက်ချကြတဲ့ပုံပြရှိကျင်းသွားပွဲအစစ်စိန်ချံဟိုတယ်ကြီးတစ်ခုဖြစ်ပါတယ်အဲ့ဟိုတယ်က Philippine Stock Exchange Ayala ပြတိုက် Ayala Center ပါဝင် Yorita နဲ့ Great Bucket တို့တော့ Makati မြို့ရဲ့အမိုက်စားဈေးဝယ်စင်တာကြီးစီကိုလမ်းလျှောက်လိုက်ရင်အရွယ်တကူသွားလာနိုင်တဲ့နေရာကောင်းတွေတစ်ခုဖြစ်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့လည်းကျေးဇူးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပါစေကြောင်းဆုမကောင်းတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်